promotion ရှိသေးလား ညီမအသက်ကွက်လုံးငိုနေတာ ဘာမို့လဲအမမေးချင်တာ promotion ရရှိသေးလားလို့ ဟာအသက်ကွက်နေပါလေသူတို့မလာလိုက်ခဲ့ပြောပြမယ်မတို့ဒီမိုင်းနာဆိုင်မှာဆိုရင်ဒီဇင်ဘာ1ရက်နေ့ကနေ25ရက်နေ့ထိတပတ်တာ Christmas promotion ရှိရ ဒါပေမဲ့ Christmas promotion မှာပါပါ စိတ်တဲ့ကြောက်တဲ့လုံဝိညာဉ်တွေကိုပါပဲဟုတ်အဲ့ဒီ20%တွေရှော့လေးတွေပေးနေတဲ့အပြင်အခုလို private လေးတွေကိုလည်းကန်ဆယ်ခွင့်ရအောင်ပါ ညမပြုလို့ငိုနေရလဲ ညီမကောင်လေးကအခုလိုမျိုးလက်ဆောက်တွေပေးဘူးတော့တတိယပြီးတော့ငိုသွားတတိယပြီးတော့ငိုသွားစုံတော့ခံနေကြပြီပဲလေ နေ့ဇလန်နောက်မှဆုံးတော့မှ customer တွေပြောချင်ချပြောလာ အော်ပြီးရလဲကောင်းကောင်းပြီးရပါလားကွယ်ပြီးရလဲကောင်းကောင်းပြီးရပါလားကွယ်ဒါကြောင့်စိတ်တွေကြောက်တဲ့လက်ဝဲရတာတွေကိုဝယ်ယူဖို့စိတ်ကူးထားတဲ့ဆိုရင်တော့ညီမတို့ပြီးမိုင်းနဲ့ညံတော့တာလန်းလာခဲ့လို့တော့နော်ကျေးဇူးပါတတ